Hi guys, Yuri channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ Yuri ရဲ့ morning routine ပဲဖြစ်ပါရဲ့ရှင်။ဒါကတော့ Yuri တွားတိုက်မယ်ပေါ့နော်။တွားမတိုက်ခင်ပေါ့နော်။မာပြပါခုနကတော့ပြလိုက်တာကြက်အထီးပေါ့နော်။သူ့နာမည်ကြီးကောင်နဲ့ပြီးတော့ဒီဘေးတသိလေးရဲ့နာမည်အမပဲအကြီးလေးရှင်ပေါ့နော်။ဘေးချင်းနာမည်ဟူရီဘေးတသိလေးရဲ့နာမည်ဘူးလေးအဲ့လိုပေးထားလိုက်ပါရဲ့။ပြီးတော့ဒါကတော့Yuri တွားတိုက်မဲ့နေရာလေးပဲဖြစ်ပါရဲ့ရှင်။ Yuri ကတွားတိုက်မယ်ပေါ့နော်အခုကတော့Yuriတွားလေးတိုက်ပြီးသွားပြီမျက်နှာလေးဖြစ်ပြီးသွားပြီဖြစ်ပါအဲ့ဒါမှတုံနေပါနော်ဒါနဲ့ခုဘောနော်ဗါလေအေးရမသိရသေးဘူးဆိုတိမ်မပါပဲအခုကတော့အေးရတိမ်ပြီးသွားပြီပေါ့နော်ဒီဖို့ရပဲဒီမှုရည်တဲ့ပဲတိမ်စရာလူတော်ရပေါ့နော်ကဲအခုကအကောလုံးတိမ်ပြီးတော့ပါပြီရှင့်Yuriပြန်စီရတဲ့မဲ့ပေါ့နော်ပြန်စီလဲနေYuri ဒီလိုဒီဖက်စီရလဲပြီးသွားပြီဆိုရင်တော့အဲ့လိုဝန်နဲ့ကနေလာလဲလို့ရအောင်လို့အဲ့လိုခိထားတတ်ပါရဲ့ခင်းနေဆိုအပြည့်တော့မဟုတ်တဝက်လေးပေါ့အဲ့လိုလေးခင်းထားတတ်တာပေါ့နော်ဆိုတော့ကြည့်ပြကြပါဦးရှင်အဲ့လိုတဝက်အဲ့လိုတွေခောက်ပြီးတော့ခင်းထားတာပေါ့နော်Yuriကအဲ့လိုပြီးအနာရီလိုက်ကြတဲ့ဒီပစ္စည်းလေးပေါ့နော်ဒီပစ္စည်းလေးပြီးတော့ချင်းနဲ့ဆေးပြီးYuri ရဲ့ prefer လေးကိုစားရပေါ့နော်Yuri မောင်လေးလည်းစားပါတယ်Yuri ထမင်းကိုထည့်ပါတယ်ထမင်းကYuri ရဲ့မေနဲ့ဖေဖေကစားပြီးသွားပြီဆိုတော့Yuri breakfast စားပြီးသွားပြီဆိုတော့Yuriကိုပဲစားမှုကြံတော့ရပေါ့နော်အဲ့တော့Yuriကစားပါတယ်Yuriအဲ့လိုထမင်းနေမြန်Yuri ကိုလည်းတော့ဖဲ့ပါတယ်ထမင်းနေကိုတမင်းတွေကိုခေါ်နေတော့ထည့်ပါတယ်ဒီနေ့ဟင်းစရာတော့ဝတ်သားဟင်းလေးပေါ့နော် Yuri ကဝတ်သားကိုတုံးမဲ့ထည့်ပါတယ်Yuri ကဝတ်သားချင်းချင်းတူတယ်မှမပါပါဘူးရှင့်အားကြောင့်မို့ဘောနော်ဝတ်သားကိုတုံးထည့်ပါတယ်Yuri ရဲ့မောင်လေးကတော့အသားစုကြိတ်တာမဟုတ်ဘူးနှစ်တုံးတော့ထည့်ပါတယ်ဒါကတော့ပဲပြုတ်လေးပေါ့နော်ပဲပြုတ်ကလေးပဲဖြစ်ပါတယ်ပဲပြုတ်လေးကိုထမင်းနဲ့ထည့်ပြီးတော့လဲစားပါမယ်ပဲပြုတ်ဝဲထားပါပေါ့နော်ကဲထမင်းလေးစားကြပါဦးရှင့်စားကြပါဦးနော်ကဲစားလို့အရင်ကောင်းတယ်ပေါ့နော်စားပြီးတော့ဒီမှာYuri ပကံစီးမှုပဲကျွန်တော်ပါYuri အဲ့လိုပကံစီးမှုကြံပဲကြက်တယ်ပေါ့နော်ပကံစီးရမယ်ပေါ့နော်ဒီ Yuri ဖေမေစားလိုက်ပကံနေတဲ့မောင်လေးစားလိုက်ပကံရဲ့စီးမယ်စီးပြီးသွားရင်Yuri ဖိုတူဇက်လက် TV တွေကနေပြီးကြည့်နေပေါ့နော်Yuri မောင်လေးကတော့အရှိရနေအဲ့လိုကြည့်နေရပါအဲ့လိုရှိရနေပြီးပေါ့နော်ကဲYuri ကတော့ဖုန်းမဲကြည့်ရပါတော့တခါကျတော့လေစလို့တခါကျတော့ဖုန်းကြည့်ရပါတော့ကဲYuriကအဲ့လိုဖုန်းကြည့်ရကြတော့ခဏပဲကြည့်ပြီးတော့ဦးနိုကတ်တိတ်တွေအဲ့တပူး900ဆိုပြီးတော့400လား900လားမသိဘူး300လား400လား900လားမသိဘူးအဲ့လိုတပူး900ပဲထင်တယ်အဲ့ဒါလေးကိုတူတူဆော့မှာပေါ့နော်ဒါကတော့Yuriရဲ့ mini bag လေးပါYuri emote တွေပါစုတာတို့တိုလီမိုးစာလေးဆိုအောင်လုပ်တာပါဒါပေမဲ့Yuriကအရင်တော့ဘုတ်တီတိတ်လေးအများကြီးစုတာပါဒါပေမဲ့Yuriပိုက်စာတော့အကုန်စားပြစ်လိုက်ပါပြီမနေနိုင်တော့ပါဘူးအားကြောင့်ဒါတော့ဘုကကတိတ်လေးပဲဖြစ်တယ်Yuriရဲ့မောင်လေးနဲ့တူတူဆော့သားမှာပဲဖြစ်ပါရဲ့ရှင့်ကဲYuriမောင်လေးဒီဘုကတိတ်လေးလည်းဆော့ပဲတော့ကာစီကျုပ်ကိုလေးလည်းရှိပါရဲ့ရှင့်ကဲဒါတော့အပြင်ဘက်လေးပေါ့နော်ဟိုYuriဘဲလေးကအကြီးတောက်နေပါတယ်ဆိုတော့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင် vlog လေးကိုကြည့်ပေးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် like subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးပဲ bye bye